โอเคမင်္ဂလာပါကပ္ပရွှေကဒီမနေ့ဈေးကွက်အဖွင့်မှာတင်အောင်ပေါ့နော်4000ဒီ4900ကနေပြီးတော့ကျွန်တော်4000 4858ထိပေါ့နော်လုံးဝပစ်100ကျော်ထိကိုဒါတက်ချသွားတာပေါ့နော်မနေ့ခင်းလေးမှာတင်ကိုတက်သွားတာဆိုတော့ဘာကြောင့်တက်သွားလဲဆိုရင်ကျွန်တော်ဒီအဲဒေါ်လာ index ပေါ့နော်ဒီဒေါ်လာ index ကလည်းကျွန်တော်ဒီ100ရဲ့အောက်မှာပြန်ရောက်သွားပြီဆိုတော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီအီရန်နဲ့ဒါအမေရိကန်ပေါ့နော်ဒါအပြစ်ခတ်ရစေးရေးဒါနှစ်ပတ်ကြာညှိနှိုင်းထားရပေါ့နော်ဆိုတော့ဒီဟိုမုန်းရဲ့လက်ကြားကလည်းဒါပြန်ဖွင့်ပေးနေပေါ့နော်ဆိုတော့ဒီသတင်းအရာဆိုရင်ဒါကြောင့်ဒီဒေါ်လာကဝိဖြစ်ပြီးတော့ကျွန်တော်ရွှေကဒါဒီနေ့မနေ့ခင်းဒီမှာဒီပစ်100ကျော်ထီကိုဒါတက်သွားတာပေါ့နော်ဆိုတော့ဒီမှာ4858ကနေပြီးတော့ရွှေကဒီ higher point ပေါ့နော်အမြင့်ဆုံးဒီထိတက်ပြီးတော့အောက်ဘက်ထိအခုလက်ရှိပေါ့နော်4900 4990ထိကိုဒါအနည်းဆုံးပြန်ဆင်းခဲ့တယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကအဝယ်တွေကဘယ်မှာဝင်လို့ရလဲဆိုရင်ဒါရှေ့မှာရှိခဲ့တဲ့ higher point ပေါ့နော်အမြင့်ဆုံးတက်ခဲ့တဲ့ဈေးတန်းဘယ်မှာလဲဆို4990ဆိုတော့ဒီဈေးတန်းမှာကျွန်တော်တို့ကဝယ်လို့ရတယ်ဆိုတော့နောက်ထပ်တစ်ချိန်ကျွန်တော်ဆက်ပြီးတော့ချခဲ့မယ်ဟိဆိုရင်ဒါမနက်ကအဖွင့်ဈေးပေါ့နော်ကျွန်တော်အဖွင့်ဈေးဘယ်ထိလဲဆိုရင်ကျွန်တော်ဒီမှာတက်သွားတာ4920ကျရင်လေကျွန်တော်တို့ဒါဘူးဘက်ပြန်လာတဲ့နေ့မှာအဲ့မှာလဲ confirmation ဆုံးရှိပေါ့နော်အဲ့မှာလဲကျွန်တော်ဝယ်လို့ရတယ်ဒီမှာ4920မှာလဲဝင်လို့ရတယ် okay short term ပေါ့နော်ကျွန်တော်ရေလိုယူတဲ့တမားလေးအနေနဲ့ဆိုရင်တော့ကျွန်တော်4990ဒီဈေးတန်းမှာဒါဝယ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီ analysis လုပ်တဲ့အခါမှာကျွန်တော်ကဒီဘောနော်ဒီ map ပုံနဲ့လောက်တာဖြစ်တဲ့အတွက် record လောက်တာဖြစ်တဲ့အတွက်နည်းနည်းဒီဖုန်းနဲ့ကြီးတဲ့သူတွေအတွက်ဆိုရင်တော့တိတ်ပြီးတော့ဒီသေးနေလိမ့်မယ်ပေါ့နော်သေးနေလိမ့်မယ်တိတ်မရှင်းဖြစ်နေလိမ့်မယ်ကျွန်တော်ဒီ laptop နဲ့ကြီးတဲ့ရင်တော့ပို့ပြီးတော့ရှင်းတယ်ပေါ့နော်ဆိုတော့ okay ဖုန်းနဲ့ကြည့်ရင်တော့နည်းနည်းသေးနေပါလိမ့်မယ် okay ဒါဆိုရင်တော့ကျွန်တော်အယောင်းနေဘယ်မှာရောင်းလို့ရလဲဆိုရင်အပေါ်မှာကျွန်တော်4800ဒီ sorry ဒီ4800အပေါ်ရောက်မှာပေါ့နော်ကျွန်တော်ဒီအမြင့်ဆုံးကတော့ higher point က4858 okay ကျွန်တော်ပူးပတ်ပေါ့နော်ဒီပေမှာဝင်ရောင်းလို့ရလဲဆိုရင်4835ဒီဝန်းကျင်မှာကျွန်တော်တို့ပူးပတ်ပြန်လာရင်လည်းရောင်းလို့ရတယ် okay ဆိုတော့ဘိုင်ယာတွေကတော့ကျွန်တော်4990သို့မဟုတ်ဘူးဆိုရင်4920ပေါ့နော်ဒီဝန်းကျင်မှာကျွန်တော်တို့အဝယ်ဝင်လို့ရပါတယ်โอเคဒီနေ့မှာလည်းကျွန်တော်ဒီနေ့ကတော့ကျွန်တော်အဝယ်ကိုပဲပို့ပြီးတော့ဦးစားပေးပါအောက်ကိုအကြအားယူတိုင်းမှာဝယ်ပါဒီနေ့အဝယ်တွေပဲဝင်ပါအပေါ်ကျွန်တော်ပူးဘက်ပေါ့နော်4835ဆိုရင်တော့အယောင်းဝင်လို့ရပါတယ်အပေါ်မှာဒီအယောင်းလို့ပေါ့နော်4835တော့အယောင်းဆုံးပါဆိုတော့โอเคဒီနေ့မှာလည်းဒေါ်ကြီးမိတ်ဆွေများအားလုံးမြတ်ကြပါစေဒီ trading နဲ့ပတ်သက်ပြီးတော့သင်တန်းတက်လို့ရဖြစ်စေ trading အကောင့်ဖွင့်လို့ရဖြစ်စေကျွန်တော်ရဲ့ personal chat မှာအသေးသေးလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်